အားလုံးပဲမင်္ဂလာပါ Christian YouTube channel ရဲ့ကြိုဆိုပါလေဒါဒီပွဲလေးကကျွန်တော်မိခန့်အတင်းနဲ့ Moscow အတင်းတို့ပြီးခဲ့တဲ့ MPM မှာတွေ့ခဲ့တဲ့ပွဲလေးတစ်ပွဲဖြစ်တယ်နံပါတ်ခင်ဗျားတို့တွေ့လားမသိဘူးနံပါတ်9နံပါတ်9က2015စီးကင်းတုန်းကလေရင်ကောင်းဆန်နိုင်ပဲဖြစ်တယ်ပြောရလို့ဆို Moscow အတင်းမှာကန်နေပေါ့နော်ဒါကတော့ကျွန်တော်လည်းတင်ထိထိုက်တွေ့ဆုံမှာပါနော်ကျွန်တော်လိုက်ဖြစ်တယ်ကျွန်တော်တွေ့လာတော့တင်မှာကျွန်တော်တယောက်ထပ်ပြီးတော့ fade တယ်အဝါရကကျွန်တော်ညီကဖြစ်တယ်ဖြူတင်ကတော့မိခတင်ဖြစ်ပြီးတော့ပန်းရောက်တင်ကတော့ Moscow တင်ဖြစ်ပါတယ်ကောင်းဆန်းနိုင်က Moscow တင်မှာပါတဲ့အတွက်အရန်ကိုကြည့်လို့ကောင်းတဲ့ပွဲလေးတစ်ပွဲလည်းဖြစ်ခဲ့တယ်ဒါ Moscow တင်ကအတင်ရဆိုရင်ဆွေးစင်ပါတဲ့ကစားသမားတွေလည်းရှိတယ်လေးစင်ပါကစားသမားရေးပြီးတော့မြန်မာလိမှာကံကူးရလို့ပေါ့နော်အဲ့ဒီကစားသမားတွေပါပါဒါကတော့ကျွန်တော်ပါChris ဖြစ်ပါတယ်မိခမှာနံပါတ်10ဝစ်စင်ကစားပါတယ်ခွန်လေဘူးပေါ့နော်ဒီပွဲလေးကတော်တော်ကြီးကိုကျွန်တော်ကျင်းနေရတဲ့ပွဲလေးပေါ့နော်ဥစ္စာနောက်တန်းကကျွန်တော်လမ်းပေးတဲ့လေကိုကျွန်တော်ဖြတ်ပြီးတော့ယူတယ်နော်မတွေ့တဲ့အတိုင်းပဲဆိုတာလေးမိတော့မိကျွန်တော်လောက်အောင်ဖြစ်တယ်ကျွန်တော်တင်ဖော်နေပဲကျွန်တော်တို့ချိတ်ဆက်လို့သွားခဲ့ခင်ဗျာကျွန်တော်တင်ဖော်ဒီချက်ကြီးရဲ့ကျွန်တော်တူလန်ကြောင်းတော့တသားလေးမြှုပ်ပေးတယ်ဖတ်တဲ့နောက်တန်းအရှမ်းကောင်းပါလေဖြတ်ထုတ်တာနားနဲ့ကျွန်တော်ပါပဲကောင်းတသားလေးပြည့်ရဲ့မဲတို့ချိတ်ဆန်းနဲ့ထုတ်ပြတယ်လောကလေးခုံးလို့နဲ့မကိုးခဲ့ဘူးညာဟုတ်ချောကျွန်တော်တွေ့ကြတယ်ကျွန်တော်ချင်းကြည့်တယ်ပြရလေပြရထွက်လာတယ်ခုလိုရတယ်သူဒါပြရအောင်ကျွန်တော်နဲ့တောက်ရှော့ဆွေးပြည့်လုံးပြီးပေါ့နော်နောက်တန်းဒီလေတန်းကျွန်တော်တောက်ရှော့လိုက်ပြဖြစ်တယ်ဒါပေမဲ့လေကျွန်တော်ကံကောင်းစွာနေပဲကျွန်တော်ပို့လို့ဒါလေးရနိုင်နော်ကျွန်တော်တက်လာတဲ့လိုက်တက်လာတဲ့ကျွန်တော်ကစားဒီမှာကျွန်တော်ပြန်ပေးတယ်တင်ဖို့ကျွန်တော်ပြန်ချပေးတယ်ကျွန်တော်အနေနဲ့ညာကိုဖိတ်ပြီးတော့ဘယ်ကိုသွားပြီးတော့ကန်လိုက်ကိုးဖို့နေထားမှာကျွန်တော်ဘာကြောင့်ညာဘက်ကိုသွားပြီးတော့ဆွဲသွားတယ်မသိဘူးပန်နာလီပေးမယ်လို့ထင်တာပန်နာလီတော့မရခဲ့ဘူးခင်ဗျာဒီလုံးကကျွန်တော်တို့ပန်နာလီရရဲ့အနိုင်လုံးလေးပေါ့နော်ကျွန်တော်အတင်မှာကျွန်တော်ပေးရဲကျွန်တော်မထိတ်ဘဲနဲ့တိုင်းရှော့ကျွန်တော်အတင်ဖို့လမ်းကြောင်းလေးထိပ်ပြီးရဲပန်နာလီစီးထဲမှာဖြောရတဲ့ကျွန်တော်ပန်နာလီရခဲ့ခင်ဗျာကျွန်တော်ကစားသမားတွေကတော့ကွန်ပြမှာရှိကစားနေမှာစကျွန်တော်တို့အရန်အပိခဲ့ရခင်ဗျာအချင်းဒါပန်နာလီဆောင်တော့ဦးကျော်ကံမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပြတဲ့ကွန်ပြနေမထွက်သေးဘူးပေါ့ကျွန်တော်နိုင်ရတဲ့ပန်နာလီကိုလေးပါဒီပွဲကတော့1စီးနဲ့ပြီးပါပါတယ်ကြည့်ရှုပါပေးဒီတိုင်းကိုရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ခင်ဗျာဒါကျွန်တော်ကတော့ဖန်တီးပြုလုပ်တာများတယ်